အားလုံးပဲမင်္ဂလာပါ time base ကပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တော့လူအသက်တွေကိုစတေးပြီးတော့တိဆောက်ခဲ့တဲ့မြန်မာနိုင်ငံကဖျားတဆူကြောင်းကျွန်တော်ပြောပြချင်တယ်ဒီဖျားကဖျားဖူးလာကြတဲ့သူတွေတိုင်းပြန်ပြောတာကဒီဖျားတွေကိုသူတို့ဝင်လိုက်တာနဲ့စိတ်ကနောက်ကြည့်ရတယ်မကြည်မလင်ဖြစ်သွားတယ်ပြီးတော့ဖျားရဲ့မမြင်ရတဲ့တောင်းတနေရာကနေပြီးတော့သူတို့ကိုတယောက်ယောက်ကစောင့်ကြည့်နေတယ်လို့မျိုးမသုံးမသက်ခံစားချက်တွေခံစားရတယ်ပေါ့အဲ့လိုမျိုးစကားသက်အနေနဲ့ထင်ရှားတဲ့ဖျားတဆူကြောင်းကိုကျွန်တော်ဒီနေ့ပြောပြချင်ပါတယ်ဒီဖျားကဘယ်ဒီတာမှရှိလဲဘယ်ဖျားကိုပြောလဲဆိုတာကို time base နဲ့တူရှာဖွေကြည့်လိုက်ကြရအောင်ပကံဒီတာမှာထင်ရှားတဲ့မြမဆွေစကားတစ်ခုရှိတယ်သူကဒုတမယံညံတပိညုအနုအာနန္ဒာတခုရှိစီခုံးဆိုတဲ့ဆွေစကားအဲ့ဆွေစကားအတိတ်ပဲကဒုတမယံဆိုတာကဒီပကံမှာရှိတဲ့ဖျားတွေထဲမှာတမယံကြီးဖျားကဒုတဲ့အကြီးမားဆုံးပြက်အကြီးမားဆုံးပေါ့နော်ပြီးတော့ညံတပ်ပင်ညုဆိုတာကညံတော်အမြင့်မှာတပ်ပင်ညုဖျားကအမြင့်ဆုံးအနုအာနန္ဒာဆိုတာကဒီပကံဖျားတွေထဲမှာအနုပညာလက်ရအမြောက်ဆုံးအလှဆုံးပေါ့နော်အဲ့ဖျားကအာနန္ဒာတကူရွှေစည်းကုန်းဆိုတာကတကူအရာမှာရွှေစည်းကုန်းဖျားကဒီအကျော်ကြားဆုံးဆိုပြီးတော့ထင်ရှားတဲ့ဆွေးစကားတစ်ခုအဲ့ဒီမှာပါတဲ့ဒုတမယံဆိုတဲ့စကားကတမယံကြီးကဒုတဲ့အကြီးမားဆုံးဒါပေမဲ့ဒီပကံမှာထင်ရှားတာကတမယံကြီးကပကံမှာထင်ရှားတာကဒုတဲ့တစ်ခုတည်းနဲ့မဟုတ်ပဲねသူ့ရဲ့ဒီတမိုင်းကြောင်းပေါ့နော်ပြောကြလို့ရှိရင်ဒီတမိုင်းကြောင်းကပကံရဲ့အမောင်မိုက်ဆုံးဇက်လန်တွေကတစ်ခုလို့ပြောရရင်လည်းမမှားဘူးတမယံကြီးဖျားကိုစတင်တိဆောက်ခဲ့တဲ့ဘီယန်နာမည်ကနရတူမင်းလို့ခေါ်တယ်နရတူမင်းကခရစ်နဲ့1168ခုနှစ်ကနေပြီးတော့1190အတွင်းမှာဒီတမယံကြီးဖျားကိုတိဆောက်ခဲ့တယ်ဆိုပြီးတော့တမိုင်းပညာရှင်တွေကဆိုထားပါတယ်ဒီတမယံကြီးဖျားကိုတိဆောက်ရတဲ့နောက်ခံတမိုင်းကြောင်းကတော့နရတူမင်းကသူ့ရဲ့အဖေဖြစ်တဲ့အလောင်းစီသူမင်းနဲ့အကူတော်မင်းရှင်စောကိုလှုပ်ကြံတက်ဖြတ်ပြီးတော့မှနန်းတက်ခဲ့တဲ့သူဖြစ်တဲ့အတွက်သူကညညဆိုရင်မအိပ်ပျော်နိုင်လောက်အောင်ခေါင်းကိုက်တဲ့ဝေဒနာဆွဲကပ်လာတယ်ဒီသူ့ရဲ့ဝေဒနာကိုပျောက်ဖို့အတွက်ဘာတွေလုပ်ရမလဲဆိုတော့ကိုမူမတ်တွေပရောဟိတ်တွေနဲ့တာမင်တဲ့အခါမှာသူတို့အားလုံးအကြံပေးတာကသူလှုပ်ကြံခဲတဲ့အဖေနဲ့အကူဖြစ်တဲ့သူကိုရည်စူးပြီးတော့ဖျားတစ်ခုခုတိဆောက်ပါပြီးတော့မှသူ့ရဲ့ဝိတ်ကြွေတွေကိုကိုယ်ဆူတောင်းပါဆိုပြီးတော့အကြံပေးတဲ့အတွက်ဒီနေ့တော့သူမင်းကနေပြီးတော့ဒီတမယံကြီးကိုစတင်တိဆောက်ခဲ့တယ်ဆိုပြီးတော့တမိုင်းထဲမှာကျွန်တော်တွေ့ရပါတယ်ကျွန်တော်ရဲ့ဒီဘေးမှာတွေ့ရမယ်ဖျားပုံတော်ကကျတော့ဒီတမယံကြီးထဲကနေပြီးတော့တက်ပုံရယူလာတဲ့ဖျားပုံတော်ဖြစ်တယ်ခုနကကျွန်တော်ပြောခဲ့သလိုပဲနရတူမင်းကသူ့ရဲ့အဖေနဲ့အကိုကိုလှုပ်ကြံပြီးမှနန်တက်လာတဲ့သူဖြစ်တဲ့အတွက်ဒီဖျားကိုတိဆောက်တဲ့အချိန်မှာဒီလိုမျိုးဖျားနတ်စုကိုပေးချင်းရှင်းရပြီးတော့သူတိဆောက်ခဲ့တယ်ဒီတမိုင်းပညာရှင်တွေပြောကြတာကကျတော့ဒီဖျားနတ်စုမှာတစ်ခုကသူ့ရဲ့အဖေကိုရည်ရွယ်တယ်တစ်ခုကသူ့ရဲ့အကိုကိုရည်ရွယ်တယ်ဆိုပြီးတော့သူတို့ပြောကြတယ်ပေါ့နော်ဒါပေမဲ့ဒါကတကယ်လားဒါမှမဟုတ်ကြလို့ရှိရင်ဘယ်လိုသဘောနဲ့ဘယ်လိုအဓိပ္ပာယ်နဲ့တိဆောက်ခဲ့တယ်ဆိုတော့တမိုင်းအထောက်အထားတိတိကျကျတော့ကျွန်တော်တို့မရှိသေးပါဘူးဒါကတော့ကျွန်တော်ရဲ့ပရိသတ်တွေတိကျမြင်အောင်ဆိုပြီးတော့ကျွန်တော်ပြန်ပြပေးတဲ့ဖျားနတ်စုပေးချင်းရှင်းကပ်ပြီးတော့ရှိနေတဲ့ပုံပေါ့နော်ဒီလိုမျိုးဖျားနတ်စုထူးထူးခြားခြားရှိနေတာအတွက်ကြောင့်ပဲဒီဖျားကစိတ်ဝင်စားစရာဒီတမယံကြီးဖျားကစိတ်ဝင်စားစရာကောင်းနေတာလားဆိုတော့မဟုတ်ဘူးကျွန်တော်နောက်ထပ်ပြောပြချင်တဲ့အကြောင်းကကျတော့ခုနကကျွန်တော်ပြောခဲ့သလိုပဲဒုမှာတမယံဆိုတဲ့အတိုင်းပဲဒီတမယံကြီးဖျားရဲ့ဒုတွေကအရင်ကြီးပါတယ်အဲ့ဒီမှာကမှသူ့ရဲ့အထင်ရှားဆုံးကကျတော့ကြောင်းမက်ဖွယ်ရအုပ်စီလက်ရလို့ပဲကျွန်တော်ပြောမှာပေါ့နော်နရတူမင်းကအရန်ကမှပဲရက်ဆက်ကြံကြုံတဲ့အုပ်ချုပ်သူဆိုပြီးတော့ဒီရာဇဝင်မှာထင်ရှားတယ်ဖျားတိဆောက်တဲ့အခါမှာအုပ်စီလက်ရကိုတကယ်ကိုမှပဲအထူးဂရုပြုခဲ့ပြီးတော့နရတူမင်းကအုပ်ချက်နှစ်ချက်ကြာမှာသပင်တစ်ချောင်းဒါမှမဟုတ်ကြလို့ရှိရင်အတစ်ချောင်းထိုးထဲလို့ရလောက်တဲ့အနေထားလေးဟာနေရင်ကိုပဲအုပ်စီတဲ့ဒီလှုပ်သားတဲ့လက်တွေကိုဖြတ်ခဲ့တယ်ပြီးတော့မှဒီအုပ်စီတဲ့သူတွေကိုတတ်ခဲ့တယ်ဆိုပြီးတော့တမိုင်းမှတ်တမ်းတွေမှာကျွန်တော်တွေ့ရတယ်ပေါ့နော်ဒါကတကယ်ကိုမှအရန်တိကျတဲ့အရန်ပြင်းထန်တဲ့ဖိအားပေးမှုဖြစ်ပြီးတော့မှဒီတမယံကြီးရဲ့အုပ်စီလက်ရကပကံမှာအကောင်းဆုံးဆိုပေမဲ့လည်းတစ်ဖက်မှာလည်းဒီလိုမျိုးလူတွေကိုစတီးပြီးတော့မှတိဆောက်ခဲ့တဲ့ဖျားဖြစ်တဲ့အတွက်ဖျားမှာမကျွတ်မလွတ်တဲ့သူတွေလည်းရှိနိုင်တယ်ဆိုပြီးတော့တချို့ကလည်းဆိုကြပါတယ်ပကံခေတ်ဆိုတာကလွန်ခဲ့တဲ့နှစ်ပေါင်း800 900ဝန်းကျင်လောက်ကခေတ်တစ်ခုကိုကျွန်တော်တို့ဆိုလိုတာဥပမာမြန်မာမှာဆိုရင်ပုပင်အင်တောင်မြောင်ကုန်းပေါက်နှစ်ခေတ်ခဲဆိုတဲ့စကားရှိတယ်ဒါကပကံပုပင်အင်ဆိုတာကပုဆိုတာကပကံပင်ကပင်ရပကံပင်ရအင်ဝတောင်ငူညောင်ရကုန်းပေါက်နှစ်ခေတ်ဆိုပြီးတော့ကျွန်တော်ဒါခေတ်ကိုအလွယ်တကူမှတ်တဲ့စကားပေါ့နော်ကျွန်တော်ဒီမှာပြောချင်တာကခုနကနရတူမင်းက
ဒီဓမယန်ကြီးဖျားကိုတိဆောက်တဲ့အချိန်မှာသူရဲ့ဒီအုပ်စီတဲ့လောက်သားတွေကအုပ်တစ်ချက်နဲ့တစ်ချက်ကြားမှာဒီအဲ့တချောင်းဒါမှမဟုတ်ကြောက်လို့ရှိရင်စပင်တပင်လောက်လေးထိုးရတဲ့အနေထားလေးဟာနေရင်ကိုလက်တွေဖြတ်ဖြစ်တယ်ဒီအုပ်စီတဲ့သူရဲ့တက်ဖြစ်တယ်အစတည်ဖြစ်ကဒါကဒေတာအတွင်းစကားတွေပဲတယောက်စကားတယောက်ပြန်ပြောတဲ့ပုံစံတွေပဲရှိရပါတော့ဒီအဲ့လိုမျိုးတကယ်လောက်ခဲ့ပါတယ်ဆိုတော့တမတ်ဒီကြောက်စာတွေပြီးတော့မှစာရေးသားမှတ်တမ်းတွေကျွန်တော်တို့မတွေ့ရတာဖြစ်တဲ့အတွက်ရာဇဝတ်မှာနဲ့သူမင်းကတကယ်ကိုမှပဲဒီလိုဆိုရတဲ့ဘရင်လားဆိုတာကိုတော့ကျွန်တော်တို့တိတိကျကျမပြောနိုင်သေးဘူးဒါကိုတော့ကျွန်တော်တို့အနေနဲ့လက်ခံထားရမယ့်အချက်တစ်ခုဖြစ်ပါတယ်ကျွန်တော်တို့တိတိကျကျပြောနိုင်တဲ့တစ်ခုကကျတော့ဒီဓမယန်ကြီးကစောင့်လုံးလို့မပြီးသေးတဲ့စောင့်လက်စဖြစ်နေတဲ့ဘုရားတစ်ခုဆိုတာကိုတော့ကျွန်တော်တို့တိတိကျကျပြောနိုင်တယ်ဒါကလည်းဒီဘုရားရဲ့မပြီးသေးတဲ့ပုံစံကိုကြည့်ပြီးတော့ကျွန်တော်သိချပြောနိုင်တယ်ပေါ့နော်ဒီရာဇဝင်ထဲမှာနရသူမင်းကိုကလကြမင်းလို့လည်းခေါ်တယ်ဘာလို့ခေါ်တာလဲဆိုတော့သူကဒီနရသူမင်းရဲ့ဒီမိဖုရားတွေထဲမှာအိန္ဒိယနွယ်ပါမင်းသမီးတစ်ယောက်ရှိတယ်ပေါ့နော်သူကဒီမင်းသမီးကိုလည်းအကြောင်းမဲ့တပ်ဖြတ်ပစ်လိုက်တယ်ဆိုပြီးတော့တမိုင်းထဲမှာကျွန်တော်တွေ့ရတယ်ဒါကြောင့်လည်းဒီမင်းသမီးဒီအိန္ဒိယမင်းသမီးရဲ့အဖေဖြစ်တဲ့သူကဒီအရန်စိတ်ဆိုပြီးတော့သူကဒီလောက်ကြံဖို့အတွက်ဒီကလာစစ်သားတွေကိုသူလွှတ်လိုက်တယ်ပြီးတော့မှဒီဓမယန်ကြီးဖျားအတွင်းမှာပဲနရသူမင်းကိုလောက်ကြံလိုက်တယ်ဆိုပြီးတော့ဒီတမိုင်းတွေမှာကျွန်တော်တို့တချို့တွေ့ရတယ်ပေါ့နော်အဲ့အတွက်လည်းသူကိုဒီနရသူမင်းကိုကလကြမင်းလို့ခေါ်တာဖြစ်ပါတယ်ပြီးတော့မှဒီဓမယန်ကြီးကလည်းဆောက်လက်စဖျားတစ်ခုဖြစ်နေနဲ့ရှိနေခဲ့တာဖြစ်ပါတယ်မြန်မာနိုင်ငံကဖျားတွေကိုကျွန်တော်တို့ကြည့်လိုက်ကြလို့ရှိရင်အရှိအနောက်တောင်မြောက်ဆိုပြီးတော့ဝင်ပေါက်ထွက်ပေါက်၄ခုရှိတော့ကျွန်တော်တွေ့ရတယ်ပြီးတော့မှဒီဖျားတိုင်းလူမှာအပြင်လျှောက်လန်နဲ့အတွင်းလျှောက်လန်ဆိုပြီးတော့ကျွန်တော်လျှောက်လန်နှစ်ခုရှိတယ်ဒီမှာကျွန်တော်အယောင်လေးတွေနဲ့ကျွန်တော်တစ်ချက်ပြပေးမယ်အနီရောင်ကကြတော့ဖျားရဲ့အတွင်းပတ်လန်ဒါမှမဟုတ်ရင်အတွင်းလျှောက်လန်လို့ကျွန်တော်တို့ခေါ်မယ်အဝါရောင်ကကြတော့ကျွန်တော်တို့ဒီဖျားရဲ့အပြင်ပတ်လန်ဒါမှမဟုတ်ကြလို့ရှိရင်အပြင်ပရဝုံပေါ့နော်အပြင်လျှောက်လန်ဆိုပြီးတော့ကျွန်တော်တို့ခေါ်ကြမယ်ပေါ့နော်ဒီဖျားတိုင်းလူမှာကျွန်တော်အခုပြထားသလိုမျိုးဝင်ပေါက်ထွက်ပေါက်၄ပေါက်ရှိတယ်အပြင်လျှောက်လန်ရှိတယ်အတွင်းလျှောက်လန်ရှိမယ်ပေါ့နော်ဒီမှာထူးဆန်းတဲ့တစ်ခုကကြတော့နရသူမင်းတိခဲ့တဲ့ဓမယန်ကြီးဖျားမှဆိုရင်ကျွန်တော်အခုအနီအောင်ပြထားတဲ့အတွင်းပတ်လန်ကမမြင်ရဘူးပြီးတော့မှလူတွေအနေနဲ့လည်းဝင်ခွင့်မရှိဘူးဒါကဝင်ခွင့်မရှိဘူးဆိုတာကဓမယန်ကြီးဖျားမှာအတွင်းပတ်ရုံအတွင်းပတ်လန်မရှိဘူးလို့ဆိုလိုတာမဟုတ်ဘူးเนาะဓမယန်ကြီးမှလည်းအတွင်းပတ်လန်နဲ့အပြင်ပတ်လန်ဆိုပြီးရှိတယ်ဒါပေမဲ့လူတွေအခုတော်လဲနေကြတယ်ဓာတ်ပုံရိုက်နေကြတယ်ဆိုတဲ့နေရာကအဝါရောင်ပြထားတဲ့အပြင်ပတ်လန်မှာပဲဖြစ်တယ်အတွင်းပတ်လန်ကိုတော့လူတွေအနေနဲ့လုံးဝဝင်ခွင့်မရှိဘူးဝင်လို့လည်းမရဘူးအုတ်တင်နဲ့ကျွန်တော်စီပြီးပိတ်ထားတယ်ပေါ့နော်ဒီပုံမှာဆိုရင်ကျွန်တော်တို့မြင်နိုင်တဲ့တစ်ခုကဒီဘယ်ဖက်ကနေရာကကျတော့ဖျားအပြင်ကနေပြီးတော့ကျွန်တော်ဝင်လာမယ်ကျွန်တော်ဒီမြားအဖြူလေးပြထားတဲ့နေရာကိုကျွန်တော်တို့အပြင်လျှောက်လန်လို့ခေါ်တယ်လူတွေအကုန်လုံးကလမ်းလျှောက်ကြတဲ့ဓာတ်ပုံရိုက်ကြတယ်ဆိုတာကဒီဖျားရဲ့အပြင်လျှောက်လန်ဒီမြားအဖြူလေးနေရာကိုပဲလူတွေကသွားလို့ရတယ်မြားအနေပြထားတဲ့နေရာကကျတော့ပုံမှန်ဆိုရင်အတွင်းလျှောက်လန်ကိုဝင်ရမယ်တကားပေါက်လေးရှိရမယ့်နေရာပေါ့နော်ဒါဆိုရင်ကျွန်တော်ပြောနိုင်တာကဟုတ်ပြီဓမယန်ကြီးမှာအပြင်လျှောက်လန်မရှိအတွင်းလျှောက်လန်မရှိဘူးပေါ့ဒါဆိုရင်တော့မှားအောင်ပါတယ်ဘာလို့ကျွန်တော်အဲ့လိုပြောရလဲဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုကိုအခုကြည့်နေတဲ့သူကများနောက်တစ်ခေါက်ပကံကိုရောက်ခဲ့ကြလို့ရှိရင်ဓမယန်ကြီးဖျားကိုသွားဖျောင်းသွားပါပြီးကြောက်လို့ရှိရင်ကျွန်တော်အခုမြားပြရတဲ့နေရာကပတ်လေကိုကြည့်လိုက်ကြလို့ရှိရင်တကားပေါက်အကြီးအရာတွေကိုတွေ့ရမယ်အဲ့တကားပေါက်တွေကိုကျွန်တော်တို့ဒီပကံခိကလက်ရမဟုတ်တဲ့အုတ်တင်အင်္ဂလိပ်တွေနဲ့ကျွန်တော်ပိတ်ထားတာကျွန်တော်တွေ့နိုင်တယ်ပေါ့နော်ပြောချင်တာကဒီနရသူမင်းစတီခေတုံးကဓမယန်ကြီးမှာအတွင်းပတ်လန်ကောအပြင်ပတ်လန်ကောရှိခဲ့တယ်ဒါပေမဲ့အကြောင်းအမျိုးမျိုးကြောင့်ဘလို့အကြောင်းရလဲဆိုတာကိုတော့ကျွန်တော်တို့မသိနိုင်သေးဘူးအကြောင်းအရာတစ်ခုခုကြောင့်ပေါ့အတွင်းပတ်လန်ကိုပိတ်လိုက်တယ်ဆိုပြီးတော့ဒီကျွန်တော်တို့ဒီလိုယုံကြည်ရတယ်ဒါကလည်းဓမယန်ကြီးရဲ့တကယ်ကိုမှအကြီးမားဆုံးလှုပ်ဝက်ချက်တစ်ခုအနေနဲ့ပဲဖြစ်နေတာဘာလို့ဒီအတွင်းပတ်လန်ကိုပိတ်လိုက်ရတာလဲပေါ့နော်တချို့ကဒီလိုပိတ်ရတဲ့အကြောင်းအရာကိုနရသူမင်းကိုလောက်ကြံပြီးတော့နရသူမင်းရဲ့ဝိညာဉ်မထွက်နိုင်အောင်ဆိုပြီးတော့ဒီအုပ်စီတဲ့သူတွေသူ့မကျင်တဲ့လောက်သားတွေကနေပြီးတော့နရသူမင်းရဲ့ဝိညာဉ်ကိုအတွင်းလျှောက်လန်တော့ပိတ်လိုက်တယ်ဆိုပြီးတော့ကျွန်တော်တို့သူတို့ပြောကြတယ်ပေါ့နော်နောက်တစ်ခုကဒီဖျားကြီးကိုဒီစောက်ရင်နဲ့ဖျားရဲ့အဆောက်အအုံကိုခိုင်ခန့်စေအောင်ဆိုပြီးတော့အထဲကဒီခိုင်မာမှုကိုထိန်းအောင်ဆိုပြီးတော့အတွင်းပတ်လန်ကိုအလုံးပိတ်လိုက်ပြီးတော့မှဖျားကြီးမပြိုကျအောင်ဆိုပြီးတော့လှုပ်လိုက်ကြတယ်ဆိုပြီးတော့လည်းတချို့ကပြောကြတယ်ဒီချက်ကတော့မဖြစ်နိုင်ဘူးဘာလို့လဲဆိုတော့ဒီဓမယန်ကြီးမတိုင်ခင်မှာလဲပကံဒေတာမှာတခြား
ဖျားတွေအများကြီးတိဆောက်ခဲ့ပြီအဲ့ဖျားတွေတိုင်းမှာအတွင်းပတ်လန်အပြင်ပတ်လန်ဆိုတာရှိတယ်ဒီတမယန်ကြီးဖျားမှာဒီအဆောက်အုံပို့ပြီးတော့ခိုင်အောင်လို့ဒီစောင့်ရင်လက်စားနဲ့မှအဆောက်အုံကမခိုင်တော့လို့အတွင်းပတ်လန်ကိုပိတ်လိုက်ရတယ်ဆိုတော့အကြောင်းပြချက်ကဒါကလုံးဝမဖြစ်နိုင်ဘူးလို့ကျွန်တော်ယူဆလို့ရတယ်ပေါ့နော်အဲ့လိုယူဆလို့ရတယ်နောက်ချက်တစ်ချက်ကဘာလဲဆိုတော့ကျွန်တော်အခုဒီပုံမှာပြထားတဲ့အုပ်တွေကိုကျွန်တော်သိချကြည့်ကြည့်အောင်တမယန်ကြီးကဒုမာတမယန်ဆိုတဲ့စကားနဲ့ထင်ရှားတယ်ပြီးတော့မှနရသူမင်းကဒီအုပ်စီလက်ရမှာအရန်ကိုမှပဲစီကန်တင်ချက်ပြီးတော့အဲ့တချောင်းလောက်ဝင်ရင်ကိုပဲလောက်သားတွေကိုတတ်ဖြတ်ပါတယ်ဆိုတဲ့စကားနဲ့ထင်ရှားခဲ့တဲ့မင်းအဲ့တော့သူ့ရဲ့အုပ်စီလက်ရကကျွန်တော်ဒီတမယန်ကြီးရဲ့အပြင်ဘက်ကိုကြည့်လိုက်ကြလို့ရှိရင်သူ့ရဲ့မူလလက်ရတယ်ကျွန်တော်တွေ့နိုင်တယ်အခုဒီပုံမှာတွေ့ရတာကကျတော့အခုခေတ်လက်ရတယ်ဥပမာအုပ်တစ်လုံးနဲ့တစ်လုံးကြားမှာဆိုရင်ကျွန်တော်ဘီလက်မြေအထူကြီးထည့်တာကျွန်တော်တွေ့နိုင်တယ်ဒါကလုံးဝကိုမှပကံခစ်လက်ရမဟုတ်ဘူးဒါဆိုဒါကပကံခစ်တုံးကအတွင်းပတ်လန်ကိုဝင်ခဲ့တဲ့အပေါက်ကိုဒီနောက်ခေတ်နောက်ပိုင်းရောက်မှသာပိတ်လိုက်တယ်ဘာလို့ပိတ်လိုက်လဲဆိုတော့လှုပ်ဝက်ချက်တွေမေခွန်းတွေကကျတော့အခုချိန်တင်မှာပဲလုံးဝမဖြေရှင်းနိုင်သေးဘူးအဲ့ဒီတော့အရှိကအချက်လက်နှစ်ခုလုံးကိုကျွန်တော်ညင်းလို့ရတယ်တခုကကြတော့အလုတ်သမားတွေကနေရသူမင်းကိုတတ်လိုက်တယ်ပြီးတော့မှသူ့ရဲ့ဝိညာဉ်မထအောင်ဆိုပြီးတော့ဒီအတွင်းပတ်လန်မှာပိတ်ခဲ့တယ်ဆိုတာကလုံးဝမဖြစ်နိုင်ဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့အခုပုံမှာတွေ့ရတဲ့အုပ်စီလက်ရကပကံခစ်ကအုပ်စီလက်ရမဟုတ်တာဖြစ်တဲ့အတွက်ဒီအတွင်းပတ်လန်ကိုဝင်တဲ့တကားပေါက်ကိုပကံခစ်နှောင်းပိုင်းရောက်မှသာလူတွေကအကြောင်းရင်းတစ်ခုခုအကြောင်းပိတ်လိုက်တာအဲ့အတွက်နေရသူမင်းကိုထည့်ပြီးတော့နေရသူမင်းရဲ့ဝိညာဉ်ကိုပိတ်ထားတယ်ဆိုတဲ့အချက်ကလုံးဝကျွန်တော်တို့ညင်းလို့ရတယ်ဒုတိယအချက်ကဒီဖျားရဲ့အဆောက်အုံကိုခိုင်ခန့်စေအောင်ဆိုပြီးတော့ပိတ်လိုက်တဲ့ဆိုတဲ့အချက်အဲ့ဒါကလည်းဒီဖျားရဲ့အဆောက်အုံကမခိုင်ခန့်တော့ဘူးဆိုတာဆိုရင်ကျွန်တော်တို့ပကံခစ်ဆောက်လက်စအချိန်မှာကတည်းကကျွန်တော်တို့သတိထားမိမှာအဲ့အတွက်ကြောင့်ပကံခစ်အတွင်းမှာပဲသူတို့ပိတ်ခဲ့တယ်ဆိုရင်ကျွန်တော်တို့အခုမြင်နေရတဲ့အုပ်စီလက်ရကပကံခစ်လက်ရမဟုတ်တဲ့အတွက်ဒီဖျားကြီးခိုင်ခန့်အောင်အတွင်းပတ်လန်ကိုပိတ်လိုက်တယ်ဆိုတဲ့အချက်ကိုလည်းကျွန်တော်တို့အနေနဲ့လုံးဝကိုညှင်းဆိုလို့ရပါတယ်ဒီမှာတတိယယူဆချက်ကပေါ်လာပြီတတိယယူဆချက်ကဘာလဲဆိုတော့ဒီတမယန်ကြီးအတွင်းပတ်လန်မှာဖျားထပနာယေဒနာပစ္စည်းတွေရှိတယ်ဒီထပနာယေဒနာပစ္စည်းတွေကိုနှောင်းလူတွေမယူနိုင်အောင်ဆိုပြီးတော့လူတွေကပိတ်လိုက်ကြတယ်ဆိုတဲ့ယူဆချက်အဲ့မှာစိတ်ဝင်စားစရာတစ်ခုကဘာလဲဆိုတော့နရသူမင်းရဲ့အဖေကကျွန်တော်အရှိမပြောခဲ့သလိုအလောင်းစီသူမင်းဆိုတာကဖောင်ဆက်ကြတစ်ခုနဲ့သူသွားချင်တဲ့နေရာအရောက်သွားနိုင်တယ်ရောက်ချင်တဲ့နေရာကိုသူ့အနေနဲ့တကူနဲ့ဒီဖောင်ဆက်ကြတဲ့တကူနဲ့အရောက်သွားနိုင်တယ်စသဖြင့်အဲ့လိုထင်ရှားတဲ့ဖောင်ဆက်ကြကအလောင်းစီသူမင်းလောက်ကြံခံရပြီးတော့ဘေးရောက်သွားလဲဆိုတဲ့ယူဆချက်တစ်ခုအဲ့ယူဆချက်တွေမှာခုနကအတွင်းပတ်လန်ပိတ်နေတာနဲ့ဒီရှင်တွဲပြီးတော့ယူဆလို့ရတာကဘာလဲဆိုတော့ဒီတမယန်ကြီးအတွင်းပတ်လန်မှာအလောင်းစီသူမင်းရဲ့ဖောင်ဆက်ကြကရှိနေတယ်ဆိုတဲ့ယူဆချက်ပဲဖြစ်ပါတယ်ဒီမှာကျွန်တော်ပြောပြချင်တဲ့စိတ်ဝင်စားစရာအကောင်းဆုံးတစ်ချက်ကကြတော့ဒီတမယန်ကြီးကိုဒီစောက်ခဲ့တဲ့ဒီနရသူမင်းရဲ့အဖေဆိုတာကအလောင်းစီသူမင်းဆိုတာကကျွန်တော်တို့ကဒီပကံသမိုင်းမှာပေါ့နော်အရန်ကုန်မှာပဲတကူကြီးမားတဲ့ဘယင်ဆိုပြီးတော့ကျွန်တော်တို့ဒီစာရီဖတ်ရတယ်သမိုင်းတွေထဲမှာကျွန်တော်တို့ဒီမှတ်တမ်းတင်တာလည်းကျွန်တော်တွေ့နိုင်တယ်ပေါ့နော်ဥပမာဘလိုတွေရှိလဲဆိုတော့ဥပမာအလောင်းစိတ်သူမင်းကသူ့စီမှာဖောင်ဆက်ကြဆိုတာရှိတယ်ဒီဖောင်ဆက်ကြနဲ့သူကတိုင်းကန်လှည့်လေကြလို့ရှိရင်သူ့ရဲ့လက်ညွှန်လိုက်တဲ့နေရာကိုဖောင်ဆက်ကြကသွားနိုင်တယ်ပြီးတော့လက်ညွှန်ရရည်ဖြစ်တယ်ဒါကလည်းတင်စားတဲ့သဘောတစ်ခုနေတယ်ပေါ့နော်သူကဒီအရန်ကုန်မှာတကူကြီးတဲ့ဆိုတဲ့ဘယင်အနေနဲ့သူတင်စားတဲ့သဘောဖြစ်မှာပါသူ့စီမှာဒီဖောင်ဆက်ကြရှိတယ်ဒီပကံကနေပြီးတော့ကြိုက်တဲ့နေရာအရရကိုသွားနိုင်တယ်ဒီမှာစိတ်ဝင်စားစရာကောင်းတာတစ်ခုကဒီဖောင်ဆက်ကြပါတော့ဒီကြောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြပြချင်ပါတယ်နရသူမင်းကအလောင်းစိသူမင်းရဲ့ဖောင်ဆက်ကြကိုလိုချင်လို့များအလောင်းစိသူမင်းကိုလှုပ်ကြံလိုက်တာလားဒီအလောင်းစိသူမင်းနတ်ရွာဆန်သွားပြီးတဲ့နောက်မှာသူကဒီဖောင်ဆက်ကြကိုတမယန်ကြီးဖျားကိုတိဆောက်ပြီးတော့ဖျားရဲ့အတွင်းပရဝဏ်လန်ထဲမှာဖွက်ခဲ့တာလားစသဖြင့်ယူဆချက်တွေကတော့အမျိုးမျိုးရှိကြပါတယ်တချို့ကြတော့လေဒီကလာစစ်သားတွေကနရသူမင်းကိုလာရောက်လှုပ်ကြံကြတာကဖောင်ဆက်ကြကိုလိုချင်လို့လားဆိုတဲ့ယူဆချက်တွေအမျိုးမျိုးလည်းရှိနေပြန်ပါတယ်တမယန်ကြီးဖျားရဲ့အတွင်းပတ်လန်ကိုတကယ်ပဲဖျားကြီးရဲ့ကြံ့ခိုင်မှုတော့ပိတ်လိုက်တာလားဒါမှမဟုတ်ကြလို့ရှိရင်ဖျားရဲ့ယေဒနာဌာပနာပစ္စည်းတွေကိုတခြားလူတွေမခိုးယူနိုင်အောင်ပိတ်လိုက်တာလားဒါမှမဟုတ်ကြလို့ရှိရင်အလောင်းစီသူမင်းကြီးရဲ့ဖောင်ဆက်ကြကိုတခြားလူတွေမယူနိုင်အောင်ပိတ်လိုက်တာလားဆိုတဲ့မိခွန်းတွေကတော့အများကြီးရှိနေမှာပါအကယ်၍များဖျားကြီးရဲ့အတွင်းပတ်လန်မှာအလောင်းစီသူမင်းရဲ့ဖောင်ဆက်ကြကိုဒါတကယ်တွေးခဲ့မယ်ဆိုရင်ဖောင်ဆက်ကြဆိုတာဘယ်လိုရင်မျိုးခေါ်တာလဲဘယ်လိုလက်နက်မျိုးလဲ
ဒါမှမဟုတ်ကြောင့်လို့ရှင်ဘလို့စီတော့ရင်မျိုးခေါ်ရလဲစသဖြင့်မိခွန်းတွေကကျွန်တော်တကယ်ကိုမှစိတ်လှုပ်ရှားစရာမိခွန်းတွေဖြစ်ပါတယ်ကဲကျွန်တော်ရဲ့အစီအစဉ်လေးကိုအဆုံးထိကြည့်ရှုပေးတဲ့အရောက်ချင်းစီတိုင်းကိုကျေးဇူးများတင်ပါတယ်နောက်လည်းအခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာမလို့ဆက်လက်ပြီးတော့အားပေးကြပါအောင်ကျေးဇူးများတင်ပါတယ်